ဒါကတော့စနေစည်းသီးလေးပါဈေးရဝယ်စားတဲ့စနေစည်းသီးပင်နော်အဲ့မှာကြည့်ရအဲ့မှာကြည့်ရဒီမှာဒါယောက်ျားလောက်တဲ့လူကအမြင့်ထုတ်တာအိုးမြင့်အောင်ထွက်နေရဲ့ဟုတ်လေနော်တက်ပြလေမတော်တော့အမြင့်ထွက်တာတော့အဲ့ဒါပြန်ဆိုင်လို့ရှိရင်ဘာမှမကြတော့၄-၅-6လနဲ့စားတောင်းနဲ့ပြီးရမကြဒါကတော့ဟိုမှာလုံးကြီးပဲပြလိုက်အောင်မလေးစူးမဟိအကျိုးအောင်မကြဟိုမကြလုံးလေအစတုံနာတော့စနေစည်းသီးဟဲ့ဟဲ့နေတော့ခြိစက်လက်စိတ်ကောင်းဗလားဟဲ့ခြိစက်လက်စိတ်ကောင်းတဲ့လူရွေးယူတာဖြစ်နေငါဟိုးမြစ်ထုတ်နီးနဲ့ဟိုခိုင်းဆက်တဲ့နီးရောက်မှပြအမြင့်ထောက်တဲ့နီးနဲ့ခိုင်းဆက်တဲ့နီးကိုနောက်ရက်မှပြပေးမယ်နော်အားမပြပေးမယ်အားမပြပေးမယ်အမကြည့်တဲ့စနေစည်းသီးကြီးနဲ့ကျွေးအောင်ပါပဲအမြစ်တွေတော့မတော့အမြင့်ထွက်နေတော့ဒီဘက်ပြအဲ့ဒီမှာတော့အမြင့်ထွက်နေတော့အဲ့ဒါအပင်ကိုလေအပင်ပြိုဂိုင်းထုတ်ထားတာညီမပြေမှာဆိုလို့ရှိရင်ဗာအကြာကြီးနေမှာစားရမယ်အခုကကြည့်ပါဦးဘယ်နှလားမှမရှိသေးဘူးစီစီစားရတော့မယ်ကြီးသီးတွေလည်းစားရတော့မယ်ရှောက်သီးတွေလည်းစားရတော့မယ်ဘလောက်ကံကောင်းတာလဲကံကောင်းချက်ကလက်ကုန်ပဲဟေးလိုချင်တာစားရတယ်မနကမောက်သီးရတော့ကုန်သွားပြီနောက်ထပ်တစ်ကြောသီးမှရတာနကမောက်သီးရတော့ကုန်သွားပါပြီဘာလို့ဟိုမှာဟိုနေတပြောင်ရင်ငမ်းမင်းတပြောင်ရော့နှစ်ဖြင့်ချလိုက်တော့အေးတပြောင်ရင်ငမ်းလေးကြီးဒီမှာလေးအစိုးတွေထွက်လာပြီဒါရင်ငန်းဒီတီးပြီးပေါ့မအစိုးတွေထွက်လာအဖူးတွေထွက်လာဒီကအဖူးတွေလို့ခေါ်တာမအဖူးလေးထွက်လာပြီငန်းဒီစားတော့မှာငန်းဒီတွေစားတော့မှာအစိုးတွေထွက်လာပြီဖူးတွေရင်ငန်းဒီကအရင်ကတီးတာပဲဒါကတော့စွန်ပလုံပဲစွန်ပလုံဒီတကြောစားပြီးသွားပြီအခုမှပိုးတွေကြာတယ်စွန်ပလုံပဲလို့ခေါ်တယ်ရောသူ့အတီးကစားကောင်းတယ်သူ့အတီးကဖန်တယ်ချိုးတယ်ဆိတ်တယ်ဖန်ချိုစိတ်